Hello အားလုံးမင်္ဂလာပါဒါတော့ကျွန်တော်ဒါအကြာအာကြီးနောက်ဆုံးပုံမော်တဲ့ဒါပါကင်နေပဲဖြစ်ပါတယ်နော်ပါကင်တွေကတော့လှနေရောနော်ပါကင်ကတော့ပါကင်ပါပဲကဲဒီနေ့ကဘာလဲဆိုတော့ကျွန်တော်ပါကင်တစ်စီးလက်ဖောက်တာပေါ့နော်ပါကင်တစ်စီးလက်ဖောက်တာ 4V ပေါ့နော်ကျွန်တော် 4V လေးကိုဒီနေ့ပါကင်လက်ဖောက်တာဖြစ်ပါတယ်ကဲကျွန်တော်တစည်းထုတ်တာပါတယ်ဒီဘိန်းလေးပဲဖြစ်ပါတယ်เนาะဒါဒီဘိန်းလေးကျွန်တော်အခုပါကင်ထုတ်တာပြီကီလိုကတော့1โอเคเนาะဒါကတော့ဘတ်ကဲအင်ဂျင်ကန်လေးရှိုးကြည့်အောင်ဗျာအင်ဂျင်ကန်ရတယ်မှာနောက်ဆုံးပုံမော်တယ်လို့ဒါနောက်ဆုံးပုံမော်တယ်ဗောနော်ရှိုးအင်ဂျင်ကန်လေးလဲကဲပါကင်ဆိုတော့ပါကင်ပဲပေါ့နော်ပါကင်ပဲဖြစ်တဲ့အတွက်ကဲဒီဘိန်းလေးတစ်စီးရှိမယ်နော်လိုချင်တဲ့မိတ်ဆွေများဒီဘိန်းလေးတစ်စီးကျွန်တော်ပြန်ရောင်းပေးပါမယ်ဒီဘိန်းလေးတစ်စီးရှိပါတယ်ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တင်ပေးထားမှာဖြစ်ပါတယ်ခင်ဗျဒီဘိန်းလေးကိုစိတ်ဝင်စားတဲ့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်မွန်ပြည်နယ်တထုံမြို့ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါပါတယ်ကဲလိုရတဲ့ညီကိုများကျွန်တော်စီမှာဆက်သွယ်လို့ရပါတယ်